ကျွန်တော်တို့ဒီမှာငကိုကလေးကတော့ဆေးရုံမှာအထောက်အကူပြုဖွဲ့ဆိုတာကျွန်တော်တို့ရှိပါတယ်အထောက်အကူပြုဖွဲ့ရနေပြီးတော့ဘာလို့လေးစဉ်းစားမိလဲဆိုတော့လေပထမဦးဆုံးကျွန်တော်ကြောက်ကဝေနာရှင်တွေအပြင်လောကမှာများလာခဲ့တယ်နောက်တစ်ခုကပိုးထိတဲ့လူနာတွေမှာလည်းကြောက်ကဆေးတွေအခက်အခဲတွေကျွန်တော်တို့ဖြစ်ပေါ်လာတယ်အဲ့ဒါနဲ့ပဲကျွန်တော်တို့အပေါင်းအသင်းတွေပေါ့လေကျွန်တော်တို့ဗီဇရာစုဝေးတိုင်ပင်တွေပေါ့ငကိုကလေးကလည်းကျွန်တော်တို့ဒီဆေးရုံမှာကအထောက်အကူပြုဖွဲ့ဆိုတာရှိပြီးသားဒါလေးကိုကျွန်တော်တို့စဉ်းစားမိတယ်ပေါ့နော်ကြောက်ကဝေနာရှင်တွေအခက်အခဲတွေကိုကျွန်တော်တို့မြင်တွေ့ရတယ်တခါလေကြာရင်ကျွန်တော်တို့ဒီကနေပြီးတော့ဒီနေဟိုပါပေါ့တခြားနေရာတွေပေါ့မကွေးတို့နေပြည်တော်တို့ဒီနေရာတွေကိုအသီးသီးလွှတ်ရတဲ့အခါမှာတချို့ငွေကြေးမတက်နိုင်တဲ့လူတွေမှာအခက်အခဲများစွာကျွန်တော်တို့တွေ့ရတယ်စိတ်မကောင်းမှုများစွာဖြစ်ရတယ်ပေါ့အဲ့လိုမျိုးဖြစ်ရတဲ့အခါမှာကျွန်တော်တို့ကော်မတီလေးကတော့ဒီလုပ်ငန်းတော့ငါတို့အကောင့်ထဲပေါ်မှာဖြစ်မယ်ဆိုပြီးတော့2 လ 3 လလောက်အပြင်မှာပေါ့တိုင်ပင်ပြကြတယ်ပေါ့နော်လက်ဖေးဆိုင်တွေ့တော့လက်ဖေးဆိုင်ပေါ့ကော်မတီမှာဒီလိုလေးလုပ်ကြည့်ပါလုပ်ပြရင်လည်းပဲစီဝေးတစ်ရက်ကိုဆရာဝန်ကြီးဦးဆောင်ပြီးတော့ကျွန်တော်တို့ခေါ်ယူလိုက်တယ်ခေါ်ယူလိုက်ရင်ရန်ပုံငွေဘလို့ရှာမလဲပေါ့ကျွန်တော်တို့အဖွဲ့အစည်းလေးကော်မတီလေးပေါ့ဒီကြောက်ကတစ်မျိုးတည်းတယ်မဟုတ်ဘူးတခြားဟာတွေပါလဲကော်မတီကရှိပြီးသားကျွန်တော်တို့မှာအထောက်အကူပြုဖွဲ့ဆိုရှိပြီးသားဒီအထောက်အကူပြုဖွဲ့ရပဲနဲ့ပြန်လဲမုန်းမှန်ပြီးတော့ကျွန်တော်တို့ဒီကြောက်ကတော့ငါတို့လုပ်ရင်ကောင်းမယ်ဒါပေမဲ့လည်းတခုရှိတာဒီခေတ်ကာလမှာကကျွန်တော်တို့ကစီးပွားရေးအခက်အခဲတွေဖြစ်တယ်ပေါ့နော်လူတွေကြက်တဲဖြစ်နေတဲ့ကြားထဲမှာကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲပေါ့အားလုံးဒီလမ်းမျိုးစုံလုပ်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီစေတနာရှင်တွေကိုကိုယ်နီးစပ်ရပေါ့ကျွန်တော်ဆိုရင်ကျွန်တော်နဲ့တီးတဲ့လူပေါ့ဦးသားအောင်ဆိုလဲဦးသားအောင်တီးလဲပေါ့နော်ကိုဒီကော်မတီတွေကလူတွေတီးတဲ့လူနဲ့ရင်းနှီးတွေကိုကျွန်တော်တယ်လီဖုန်းနဲ့ပြောမယ်လူကိုယ်တိုင်တွားပြီးတော့ပဲကျွန်တော်တို့အကူအညီတောင်းရတယ်ကျွန်တော်တို့ရဲ့ကြောက်ကအခက်အခဲကဘလို့တွေဖြစ်နေတယ်ကျွန်တော်တို့ဒီမှာဆိုရင်အောင်လန်ဆေးရုံမှာဆေးရရင်ဘယ်လောက်ဒီကုန်ကြစိတ်တက်တာမယ်ဥပမာပြောရရင်ဒီကနေကျွန်တော်တို့ဒီ ambulance နဲ့ပဲတွားအောင်တော့ဟောဒါသူဝေးသလိုပေါ့နော်2 သိန်း 3 သိန်းကားကအမြင်နဲ့ကုန်နေကြောက်ကဆေးတဲ့အခမဲ့ရတယ်ဆိုပေမဲ့လေကျွန်တော်တို့ခုနပြောသလိုပေါ့အခက်အခဲများစွာလူနာရွှေ့ရပြောင်းရမယ်ဟိုမှာစားစရိတ်ရှိမယ်ကားစရိတ်တင်အနည်းဆုံး3 သိန်းတစ်ပတ်လည်လောက်ကုန်မယ်ပေါ့ဒါတွေကတော်တော်ခက်ခဲနေပြီဆိုတာကိုကျွန်တော်တို့ရဲ့အပေါင်းအသင်းမိတ်ဆွေတွေကိုသတင်းစကားပေးပြီးတော့အလူခံပါတယ်အဲ့ဒီနေရာမှာလည်းကျွန်တော်တို့ပုံမှန်အလူခံတာလို့တိမ်စင်းတိမ်ကအလူမခံကြဘဲနဲ့သဘောတူရဲ့လူပေါ့နော်စိတ်တူကိုယ်တူတွေအလူခံလိုက်တယ်ပေါ့လူခံလိုက်တဲ့အခါမှာတဖြည်းဖြည်းနဲ့အလူခံလိုက်တယ်အခုနောက်ဆုံးအချိန်တွေကြီးဆိုသိန်း1550ရသွားပါပြီ1550ရသွားပြီဒါကအလူခံအပိုင်းပေါ့အဲ့တော့ကျွန်တော်တို့ဆရာတော်ကြီးကလည်းပဲဒီအကြောင်းတွေကြားတယ်ဆရာတော်ဆိုတာတင်းခုဆရာတော်အောင်လန်ဆရာတော်ပေါ့လေလူအများသိတာအောင်လန်ဆရာတော်လို့တော်တော်များများတနိုင်ငံလုံးကသိကြပါတယ်ဒီဆရာတော်ကနာမည်ကြီးဆရာတော်ဖြစ်တယ်ပေါ့ဒီဆရာတော်ကလည်းဒီသတင်းကိုကြားတယ်ကျွန်တော်တို့ရဲ့ဆက်သွယ်တဲ့ကမှာဆရာတော်ကြီးကလည်းပဲခဲဒါဆိုရင်တော့ကြောက်ကဆက်လှူမဲဆိုပြီးတော့သတင်းကောင်းလေးစရတဲ့ချိန်မှာကျွန်တော်တလုံးမှမရှိသေးဘူးကျွန်တော်တို့ရှိမှာတလုံးမှမရှိဆရာတော်ကြီးကစတင်ပြီးတော့3 လုံးလှူပါတယ်ငွေကြေးလှူတာမဟုတ်ဘူးဆက်ကိုတိုက်ရိုက်ပဲဆရာတော်ကြီးဆက်သွင်းတယ်3 လုံးစပြီးတော့လှူတယ်ဒါပေမဲ့အဲကြောက်ကဆက်က3 လုံးနေပြီးသလားဆိုတော့ကျွန်တော်တို့ကဒီဆက်တွေမပြီးဘူးသူ့ရဲ့ accessory များစွာကျွန်တော်တို့ကဝယ်ယူရသေးတယ်ဝယ်ယူရသေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့နံပါတ်1ဘာစဉ်းစားလဲဆိုတော့မီးရရှိရေးဒီမှာမီး supply ကရဖို့လိုတယ်ဒါကြောင့်မလို့မီးဆက်သူ့ကိုနိုင်မဲ့ဟာပေါ့နိုင်တယ်ဆိုတော့ဒီဆက်တင်မဟုတ်ဘူးကျွန်တော်တို့ဒီဆေးရုံတရုံလုံးမှာနိုင်မဲ့ဆက်မျိုးကျွန်တော်တို့ဂျာမနီဆက်တစ်လုံးကိုဟောဒါဒီဥက္ကဋ္ဌတဦးရှိကနေကျွန်တော်တို့ဝယ်ယူတယ်တခြား accessory တွေပေါ့ဒီအဆောင်တွေပြင်ရတယ်နောက် air con တွေဝယ်ရတယ်ပေါ့နော်သူ့ဆိုင်ရာပေါ့ဒီကတင်တွေသူ့ဟာဒီ accessory တွေအားလုံးဝယ်ယူရပါတယ်အဲ့မှာရင်ပဲစုစုပေါင်းကျွန်တော်တို့စုထားတဲ့လူငွေတွေကသိန်း850လောက်ထုတ်ယူသုံးဆွဲလိုက်တယ်ဒါပေမဲ့ဆရာတော်ကြီးဆက်ကရောက်လာတယ်ချက်ချင်း run လို့ရတယ်ဒီမို့ဆိုဆရာတော်ကြီးဆက်ပဲရောက်လာတယ်ကျွန်တော်မီးဆက်မရှိဘူးဟောဗျာ air con မရှိဘူးအခန်းမရှိဘူးဒါမျိုးတွေရှိမယ်ဆိုရင်လည်းဒီဆက်က run လို့မရပါဘူးဒါဆိုလူရှင်တို့လည်းပြောချင်တာဗောလေဒါကြောင့်ဆရာတော်ကြီးဆက်လည်းရောက်တော့ကျွန်တော်3 လုံးနဲ့စ run ပါတယ်စ run တဲ့အခါမှာဘယ်လို run လို့ရလဲဆိုတော့ဒီဆက် run ဖို့အတွက်ပညာရှင်ရှိဖို့လည်းလိုသေးတယ်ကျွန်တော်တို့ရှိမှာကအထူးကုတစ်ယောက်ပဲရှိတယ်သင်တန်းတွေလှုပ်ရတယ်ဒီဆရာတော်လှူမယ်လို့သတင်းကြားတာနဲ့ဒီပိုင်းနဲ့ကျွန်တော်တို့သင်တန်းတွေလှုပ်ပြီးတော့ခေါ်ယူပြီးမှစပြီးတော့ကြောက်ကဆက်ဆေးပါတယ်အဲ့တော့じゃဘယ်လိုဆေးလဲဆိုတော့ဟောတပတ်ကို2 ကြိမ်ဆေးတယ်ပေါ့လူတစ်ယောက်ကို2 ကြိမ်လေးဆေးခိုင်းတွေ့တယ်အဲ့မှာ3 လုံးဆိုတော့3 ယောက်ပေါ့3 ယောက်စရပါတယ်အဲ့ဒါနဲ့တဖြည်းဖြည်းနဲ့ကျွန်တော်တို့အလူခံရရှိငွေတွေကနေပြီးတော့နောက်အလူရှင်တစ်ယောက်ထပ်ပေါ်တယ်လူရှင်တယောက်ကနေစေတနာရွှင်ဆိုတဲ့ဒီပရိုက်တာအတင်းကဥဆောင်ပြီးတော့ဗောနော်ဥဆောင်ပြီးတော့ဆက်တလုံးလှူတာတွေ့ရပါတယ်ဆက်တလုံးလှူတယ်လှဆန်းရင်မိသားစုပေါ့သူကလှူတာဒါပေမဲ့ဒီစေတနာရွှင်ဆိုတဲ့ပရိုက်တာဥဆောင်ကမခဏပြုတယ်တကယ်လူရှင်ကလှဆန်းရင်မိသားစုကလှူသွားတယ်ရောက်ရှိနေပါပြီဆက်တလုံးကလောလောဆယ် run နေပြီဟောအဲ့ဒါတစ်ပိုင်းနောက်တလုံးကကြာကျွန်တော်တို့အလူခံရရှိတဲ့ငွေထဲမှာခုနသိန်း850တဲ့ကကျွန်တော်တို့ကသိန်း900လောက်ပိုသေးတယ်အဲ့ခိုလေးကွယ်အခု7 လုံးကလည်းရောက်ပြီသူကဘယ်လောက်ပေးရလဲဆိုတော့ကျွန်တော်တို့ကသိန်း490ကျော်ပေးရတယ်ဗောနော်သိန်း900နီးလောက်ပေးရတယ်အဲ့ဒါကိုလည်းရောက်ရှိသွားပါပြီအဲ့ဒါလက်ရှိကြရင်ကျွန်တော်တို့ကလက်ထက်မှာလက်ကျန်ငွေက200လောက်ရှိသေးတယ်ဗောဒါပေမဲ့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကဒါတွေမပြီးပါဘူး15 လုံးဆိုရင်လောလောဆယ်လူ9 ယောက်ရမယ်လ
လူ9ယောက်ရမယ်နှစ်ပြန်ဆေးမယ်ပေါ့လူ9ယောက်ရမယ်နောက်တစ်ခုကနေ့တစ်ပြန်ညတစ်ပြန်ဆိုရင်10ယောက်ပဲရမယ်ဒါပေမဲ့ကျွန်တော်တို့ရှိကိုစည်ရင်းလာပေးထားတဲ့လူဦးရေ20ရဲ့အထက်မှာရှိတယ်ဒါစည်ရင်းလာပေးထားတာပဲရှိသေးတယ်ကျွန်တော်တို့တွေကပေါ်များများမြည်သူမဆိုလာတယ်လို့ပြောလို့မရသေးဘူးကျွန်တော်ရဲ့တက်ကဘယ်ထိသွားမှာလဲဆိုတော့ဒီဆက်ကို10လုံးကနေပြီးတော့10လုံးထိရအောင်ကျွန်တော်စူးစမ်းသွားပါမယ်ပြီးကြနောက်တစ်ခုရှိသေးတယ်ကျွန်တော်တို့ဒီဆက်ဆိုတဲ့သဘောတရားပြတ်တတ်ပါတယ်ပြတ်တတ်တဲ့အတွက်ကျွန်တော်တို့ maintenance လုပ်ဖို့အတွက်ငွေကြေးချန်ထားရမယ်နောက်တစ်ခုကျွန်တော်တို့ဒီပရာဟိတပွဲတွေကပဲမန်ပါကြီးဆိုပြီးကျွန်တော်လှုပ်ထားတာရှိတယ်အခုလောလောဆယ်စုထားတယ်ပေါ့နော်မန်ပါကြီးစုတဲ့အခါမှာ9000တန်တယ်လို့9000တသိန်းတန်တယ်လို့တသိန်း1000တန်တယ်လို့1000ပေါ့နော်ဒါဒီနေရာမှာတိုက်ဆိုင်လို့ပြောချင်တာဒီမန်ပါကြီးတဲ့ကိုလည်းထည့်ဝင်လူတန်းလို့ရတယ်ဆိုတဲ့အကြောင်းလည်းတစ်ဆက်တည်းကျွန်တော်ပြောလို့ပါတယ်ဒီမန်ပါကြီးဒီဘယ်သွားမှာလဲဆိုတော့ဒီဆက်ဒီ maintenance လုပ်တဲ့အခါမျိုးဒီမှာသွားပါမယ်ဟုတ်ပြီဒါကဒီတစ်ပိုင်းပေါ့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့လူနာရှင်တွေရောက်လာမယ်ပေါ့လူနာရှင်တွေရောက်လာတဲ့အခါမှာလည်းပဲဘလို့ပုံစံနဲ့ကျွန်တော်တို့သွားလဲဆိုတော့ကျွန်တော်တို့ဒီဘက်ကပညာရှင်အပိုင်းကတကြတစ်ပြားမှမပြီးဘူးစေးရုံပိုင်းပေါ့ပြောရရင်တော့စေးရုံဘက်ကတကြပြားမှပြီးသို့တော့ဆရာတို့ဒီဆရာမကြီးတွေလည်းပြောပါလိမ့်မယ်ပညာရှင်ပိုင်းကတော့လေကျွန်တော်အကြမ်းပြင်းပြောချင်တာကဒီဟာကဒီတိုင်းမပြီးပါဘူးကျွန်တော်တို့ဒီအငံထဲရတာမျိုးရှိတယ်ပညာရှင်ပိုင်းအသေးစိတ်ပြောလိမ့်မယ်ဒီဟာနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ကြောက်ကတ်တူတွေဝယ်ရတာရှိမယ်သူ့ရဲ့ကုန်ကြစရိတ်ဒီပုံမှန်သွားမယ်ဆိုရင်တသိန်းတစ်ပတ်လည်းလောက်ရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ထဲမှာတသိန်းတစ်ပတ်လေတောင်မှမတက်နိုင်ဘူးပေါ့ဒီတသိန်းတစ်ပတ်လေဒီဆရာဝန်များဆရာမများကိုပေးရတဲ့ဟာမဟုတ်ပါဘူးကျွန်တော်တို့တီးတန့်ဝယ်ရတာပါကြောပိုက်တွေဝယ်ရမယ်ကြောက်ကတ်တူတွေဝယ်ရမယ်သူ့ရဲ့ accessory များစွာကိုဆရာမကြီးကအသေးစိတ်ရှင်းပါလိမ့်မယ်အဲ့ဒါဝယ်တဲ့ကုန်ကြစရိတ်တစ်ပတ်လေလောက်ရှိတယ်အဲ့တသိန်းတစ်ပတ်လေကအပြင်မှာလဲဒါဆိုရင်ဒီတသိန်းတစ်ပတ်လေကဆေးရုံကိုသွင်းရတာလားမေးစရာအကြောင်းရှိပါတယ်မဟုတ်ပါဘူးကျွန်တော်တို့ကဆေးရုံကိုသွင်းရတာမဟုတ်ဆေးရုံမှာလဲ ready ကျွန်တော်တို့ရန်ပုံငွေတွေရပဲစောစောကကြံရှိတဲ့ရန်ပုံငွေတွေကပဲသူဝယ်ရမယ့်ပစ္စည်းတွေကုမ္ပဏီကဝယ်ထားတာရှိတယ်သို့တော့လူနာရှင်ဒီသူတို့လိုအပ်သောပစ္စည်းအားလုံးကိုယူလာပြီးတော့ဆေးမယ်ဆိုရင်0ဒါပေမဲ့ကျွန်တော်တို့ယူမလာဘူးဆိုရင်တော့ဒီပစ္စည်းတွေကကျွန်တော်တို့ဆေးရုံကလည်းဒီအခမဲ့ပေးလို့မရဘူးကုမ္ပဏီကဝယ်ရတာဖြစ်တယ်နိုင်ငံတော်ကလည်းချပေးထားတာမရှိဘူးဒါကြောင့်မလို့ဒီပစ္စည်းကိုကုမ္ပဏီတိုင်းပြန်ယူပြီးမှသွင်းပြီးတော့ဆရာတို့ဆေးလို့လည်းရတယ်လို့အပြင်ကနေဝယ်ယူလာမယ်ပေါ့ကျွန်တော်လိုအပ်တဲ့ပစ္စည်းတွေအားလုံးဝယ်ယူလာမယ်ဆိုရင်ဒီကြောက်ကဆေးတဲ့နေရာမှာ0ချချက်ပါလုံးဝမရှိပါဘူးဒါလေးကိုလည်းကျွန်တော်တို့သတင်းစကားပါချင်ပါတယ်နောက်တဲ့ရည်ရွယ်ချက်ပေါ့နောက်တဲ့ရည်ရွယ်ချက်ကလေးလည်းဆက်ပြောချင်တာကဒီမိတ်တိန်တဲ့အတွက်ကျွန်တော်တို့တွေဒီကခုနပြောတဲ့မန်ပါကြီးတွေစုနေပါတယ်စုနေတဲ့အခါမျိုးမှာလည်းပဲကျွန်တော်တို့ရှီကိုထဲဝင်လူတိုင်းတဲ့လူကဒီတစ်လလူပြီးနောက်တစ်လမလူလဲရတယ်စေတနာရှိသောလူလို့ရပါတယ်အဲ့ဒီငွေကြေးတွေပဲကျွန်တော်တို့340တစ်ပတ်လည်လောက်ရရှိနေပါပြီဒီတိုင်းလေးပဲဆက်သွားဖို့စီရွက်ထားတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေရာနေသတင်းစကားလေးပါချင်တာကဒီမှာရှိတဲ့အောင်လန်သူအောင်လန်သားတွေရောဒီမျိုးနယ်အသီးသီးနောက်တော့တိုင်းပြည်နယ်အသီးသီးခရိုင်ပြည်နယ်အသီးသီးမှာရှိတဲ့သူများကလည်းကြောက်ကဆေးရန်အတွက်ကျွန်တော်တို့ဒီလုံလောက်သောဆက်မရှိသေးပါဘူးရှစ်လုံးကနေ10လုံးအထိဆိုတာ target တစ်ခုပဲရှိပါသေးတယ်နောက်တစ်ခုထပ်ပြောချင်တာကအပြင်မှာကျွန်တော်တို့ research လုပ်ကြည့်တယ်လေ့လာကြည့်တဲ့အခါမှာကြောက်ကလူနာတွေကကျွန်တော်တို့မြို့နယ်မှာကိုပဲကျွန်တော်အကြမ်းမြင့်ကျွန်တော်သိသလောက်ပြောရင်ကိုပဲလူ100ရဲ့အထက်မှာရှိတယ်ကြောက်ကဆေးကိုစောင့်ဆိုင်နေရတယ်ဒါပေမဲ့ကျွန်တော်တို့ဆေးရုံကိုဒါစင်းပေးတာ20ကျော်ပဲရှိသေးတာဒါကြောင့်မလို့ကျွန်တော်တို့ဖွင့်မပေးနိုင်သေးဘူးဖွင့်ပြီးတော့မြည်သူမဆိုလာပြီးတော့ဆေးလို့ရတယ်ဆိုတဲ့အဆင့်ကိုတော့မလုပ်နိုင်သေးပါဘူးလက်ရှိကျွန်တော်တို့ငွေကြီးအတိုင်းအတာလေးနဲ့ကျွန်တော်တို့15လုံးနဲ့လက်ပတ်နေတဲ့အကြောင်းကျွန်တော်သတင်းစကားပါရင်းနဲ့ပဲကျွန်တော်တို့လိုအပ်တဲ့အလူငွေလေးတွေကိုလည်းထည့်ဝင်နိုင်ပါတယ်ဆိုတဲ့အကြောင်းပြောကြားလိုပါတယ်ခင်ဗျာကျမတို့ကတော့ဒီအောင်လံပြည်သူ့စေယုံကဒူနာပြုဖွဲ့ဖြစ်ပါတယ်ပေါ့နော်ဒီဆီယမ2ယောက်ကတော့ရန်ကုန် 1SH မှာကြောက်ကဆေးနီတင်နန်းကို2လတာတွားရောက်လေးလာတင်ကြားခဲ့တဲ့ဆီယမ2ယောက်ဖြစ်ပါတယ်အခုတော့သူတို့တင်ကြားမှုတွေနောက်သမားတော်1ယောက်လည်းရှိပါသေးတယ်သမားတော်လည်း training နဲ့ဆိုသူတို့3ယောက်ကနေပြီးတင်ကြားပြီးတော့ပြန်လာတဲ့အချိန်မှာကျမတို့ဒီမြို့နယ်ရမီရဖတွေဆရာတော်ဖရာကြီးရဲ့ပံ့ပိုးမှုတွေနဲ့ကြောက်က73လုံးနဲ့ကျမတို့စတင်ပြီးတော့ဒီအောင်လံမြို့နယ်အတွင်းမှာရှိတဲ့လူနာတွေကိုကြောက်ကစတင်ပြီးဆေးပေးခဲ့ပါတယ်ကျမတို့ဆေးရုံကဆရာဝန်ကြီးမြို့နယ်ဆရာဝန်ကြီးနဲ့ဒီမြို့မိမြို့ဖတွေဒီစီမံကော်မတီတွေရဲ့စိတ်စေတနာပေါ့ဒီအောင်လံမြို့နယ်အတွင်းနဲ့ချမဝဲမြို့နယ်အတွင်းမှာကြောက်ကဝေဒနာခံစားနေရတဲ့လူနာတွေကိုသွားရေးလာရေးတက်တောင့်တက်တာနဲ့လူနာတွေကိုကြောက်ကဆေးပေးနိုင်အောင်ရည်ရွယ်ချက်နဲ့ကျမတို့စူးစမ်းပြီးတော့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်ဆရာတော်ဘုရားကြီးကလူတဲ့ကြောက်က73လုံးနဲ့ကျမတို့2022မှ4နိုဝင်ဘာ25ရက်မှာစတင်ပြီးတော့
လူနာတွေကိုစတင်ပြီးတော့တစ်ပတ်ကိုတစ်ချိန်နှုန်းနဲ့ဆေးပေးခဲ့ပါတယ်ဒီနေ့အချိန်မှာတော့လူနာကိုတစ်ပတ်2ချိန်နှုန်းနဲ့ကျမတို့ဆေးပေးနိုင်ပါပြီစက်ကအားဖြင့်ကတော့9လုံးဖြစ်သွားပါပြီ9လုံးဖြစ်တဲ့အချိန်မှာအချိန်200ထိအောင်ကျမတို့ဒီနေ့ဆေးပေးခဲ့ပြီးဖြစ်ပါတယ်လူနာတွေရရှိတဲ့အကျိုးတွေကတော့ခရီးသွားလာရတဲ့ဒုက္ခတွေတက်တောင့်တက်တာဖြစ်သွားပါတယ်နောက်ပြီးတော့ကုန်ကျစရိတ်အပြင်လည်းခရီးသွားလာတဲ့စရိတ်အများကြီးတက်တာသွားတာကိုတွေ့ရပါတယ်